ရှိရှိဟောလီယန်ဆိုရယောက်ျားလေးရှိရဲ့သူ့ရဲ့အမေကမဆုံးဝခင်လီယန်ပါရိုက်လိုက်တယ်ပါရိုက်ပြီးရတယ်အမေကဆုံးဝအမေဆုံးဝလီယန်ကသူ့ရဲ့အမေကိုပါရိုက်လိုက်တယ်သူ့ရဲ့အမေကိုပါရိုက်လိုက်တာအဖေရောသူ့ရဲ့အမေလီယန်ကိုပါရိုက်လိုက်တယ်လီယန်ကငိုသွားတယ်ပြီးတော့အဖေကိုပြပါရိုက်လိုက်တယ်ပြီးတော့အဖေကအပြုံသွားပြီးတော့လူတွေကိုပါရိုက်ပြီးတရားလုံးပြီးပြီးတော့တရားလုံးသူ့ဗဇက်ထဲရောက်သွားသူ့ဗဇက်ထဲကနေယူပြီးတော့လက်ခေါင်းထဲထည့်ပြီးရမယ်ပြန်စားပြီးတော့လီယန်စီကိုသွားပြီးတော့အဲ့မျိုးပြန်သွားတော့တယ်လီယန်ရောမဆုံးခင်လီယန်ကအဖေပါရိုက်တယ်သူ့အမေလို့တယ်လို့သူ့အမေကိုလည်းသူ့ရဲ့အုပ်ကူထဲဒီကလို့ပြီးတော့ပါရိုက်တယ်ဟိုအောင်စကလက်ထန်လေးပြီးတော့အဖေရောစကလက်ထန်လေးခောက်ခွဲပြီးတော့ရဲဟိုလောက်လိုက်တယ် arrest လောက်လိုက်တယ်ပြီးတော့လီယန်က police car ကိုဖျက်ဆီးလိုက်တယ်ပြီးတော့ပါရိုက်လိုက်တယ်ရဲကိုပြီးတော့ရဲရောသေသွားတယ်ရဲသေသွားအဖေကပြောသွားပြီးတော့အဖေကရီလို့လီယန်တော့အဖေပါရိုက်တယ်အဖေကသေသွားပြီးတော့အုပ်ကူထဲကိုထည့်လိုက်တယ်လီယန်ညက်ပြီးလည်းမလောင်းမိမရှိုးရပြီးတော့အဖေရဲ့အုပ်ကူပြန်ပိတ်လိုက်တယ်ပြီးတော့လီယန်ဒီလေးကြရဲ့အိမ်ကြီးအကုန်လုံးကိုဖောက်ခွဲပြီးတော့လီယန်အိမ်ကိုဖောက်ခွဲလိုက်တယ်ပြီးတော့ whole day လောက်လိုက်တယ်ပြီးတော့ခြံရောက်လိုက်တယ်ပြီးတော့ဒီလေးကြရဲ့သွားနေရတယ်ဟိုးထဲဝင်သွားပြီးတော့လီယန်ကိုက်စားလိုက်တယ်ဒါပဲကွယ်